Hello မင်္ဂလာပါဒါကတော့ hero ဝယ်တဲ့ fragment ဖြစ်ပါတယ်အဲ့တော့ဒီ hero ဆိုင်ကိုလာပါလာပြီးတော့ကိုဝယ်ခြင်းနဲ့ hero ရွေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်လုံရည်ကိုရွေးချယ်ပြီးတော့ fragment နဲ့ hero ကိုရရှိအောင်ထုတ်လိုက်တာဖြစ်တယ်hero ရရှိကြောင်းကိုကျွန်တော်တို့ဒီအောက်ကိုဆွဲချမယ်ဆိုဒီမှာ obtain အနေနဲ့ပြပါတယ်ပြီးတော့ဒါ heroဆိုတော့ဒီ tab ကနေကျွန်တော်တို့ဝယ်လိုက်တဲ့အတွက်ဒီမှာလက်မှတ်လျော့သွားတယ်ဒီခါဒီအပန်းရောင် fragment နဲ့ကျတော့ကျွန်တော်တို့ဒီ sharper skin ဝယ်လို့ရတယ်အဲ့တော့ sharper skin နဲ့မှကိုလိုချင်တဲ့ဟာကိုရှာပါနော်ကျွန်တော်ဒီကောင်လေးဝယ်ပြမယ်ဒါဆိုဝယ်ပြီဆိုတော့နေလိုက် fragment ဆိုလေးလောက်လိုက်ပြီဆိုရင် sharper skin ရရှိလိုက်ပါနော်ဒီကောင်လေးတွေရရှိဖို့စုရတာတွေကစိန်ထက်ရင်လည်းအဲ့ fragment လေးတွေကတက်တယ်သူတို့ပေးတယ်အဲ့တော့ကျွန်တော်ဒီsharper skin ရရှိပြီဆိုရင်ဝယ်ထားပြီးတော့ရင်ဆိုဒီမှာ obtain ဆိုပြီးတော့ပိုင်ဆိုင်ကြောင်းပြပါတယ်ထပ်ပြီးတော့ဒီ fragment နဲ့ကျတော့ကျွန်တော်အထူး skin ဝယ်လို့ရပါတယ်အဲ့တော့အဲ့ကောင်လည်းစုလိုက်ပေါ့နော်စုပြီးတော့ကျွန်တော် mouse code ဝယ်ပြမယ်ဟာတို့လည်းဝယ်ပြီဆိုတော့နှိပ်လိုက်ဒါလေးပဲဒါဆိုရင် mouse code skin ရရှိသွားပြီပေါ့နော်အထူး skin ဗီဒီယိုကြည့်ပြီးလို့အကျိုးတစ်ခုခုရှိပါက like comment share save subscribe follow လုပ်ခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်